fine နေ fine နေ fine buffer နေ fine တစည်းကြောင်းအရင်ရှင်းမယ်နော်တစည်းဆိုဖော့ပြောနော်ပြီးတော့ buffer ရဲ့အောက်မှာမြားလေးထိုးမယ် buffer ရဲ့အောက်မှာလူမြားလေးထိုးမယ် BUFFER buffer FFER ပြီးတော့နည်းနည်းလေးချလိုက်နည်းနည်းချဆိုဒီတန်းပဲချလိုက်ဒီနားမှာပြီးလိုက်ဆိုတော့လက်သေးရဲ့ပုံစံတွေကိုညှိဖို့နော်ပုံစံကိုညှိမယ်ဒီနေ fine တွေကဒီမှာလေးရဲ့လက်သေးခဏပြီးထားပါဒီလက်သေးကိုညှိမယ်ဒါမှမဟုတ်တိုးမယ်သူသုံးတာ3ချက်ရှိရနော်ကြီးလေပိုနှုတ်လေလို့ပဲမှတ်ထားလိုက်ပါကျဲလေလူလေအလုံးဝလက်သေးစစ်ပေါ်မှာမသုံး80ရဲ့တရားရဲ့ဘာလို့မလဲလက်သေးအတူ extension ဆက်တဲ့အခါမှာသုံးမှာဒါကိုဂျေကာလာဆုံးမယ်ဆိုလဲဒါကိုမသုံးဘူးနော်ဒီဟာသုံးရင်လက်သေးပါတတ်တယ်နော်တခြားပြောနော်80နဲ့တရားနဲ့ဆိုလို့ရှိရင်ဒီမှာနံပါတ်80နဲ့တရားနဲ့အဲ့ဆိုလို့ရှိရင်မေးမယ်တရားဘယ်ဘက်ချမ်းလဲဒီမှာဒီနှစ်ခုကကျန်းတာရှိရချောတာရှိရနှစ်ဖက်ကမတူဘူးနော်လက်သေးဒီဟာတိုင်းမှာအကျန်းရှိရချောရှိရတစ်ဖက်နဲ့မတူဘူးနော်အဲ့တော့ဒီဘက်ကကျန်းတယ်ဒီဘက်ကချောတယ်ဒီနံပါတ်180ကကြတယ်တို့ဒဲ့ရေးထားတာအဲ့တော့နံပါတ်100ဘယ်ဘက်လဲအဲ့ဒီရပြီလားရပြီနော်အဲ့ဒါဆိုရင်မှန်လို့က100နဲ့180ကကြတော့ဘာလဲ100ကြတော့ရမယ်နော်အဲ့ရပြီနော်အဲ့ဆိုလို့ရှိရင်100ကြ6ဆို shine နဲ့ထွက်တယ်ဆိုတာပြောင်းနဲ့အားကိုကောင်းတာသူက shine နဲ့အတွက်သုံးတာပေါ့နော်သူကလက်သေးပြောင်လေးဖြစ်တဲ့နေရာမှာသုံးတာသူကတော့လက်သေးအတွက်ကဒီ shine နဲ့ကသုံးမယ်ဆိုနှစ်ပတ်တစ်ချိန်နဲ့သုံးမယ်ဒီအပြောင်ကဘာကြောင့်လဲဆိုတော့လက်သေးခွန်ပါတတ်တယ်နှစ်ပတ်ကိုတစ်ချိန်နဲ့သုံးမယ်ကလေးစင်းရပဲလို့နေရာလို့တင်တာလို့တင်လက်သေးခွန်ပါတတ်တယ်အားပြည့်စီဒီပိုင်းသုံးပြီးလုပ်မယ်လို့နှစ်ပတ်ကိုတစ်ချိန်ကောင်းတယ်နော်အဲ့ဒါကြောင့်မို့ဒီဟာအပြောင်လာကြိုက်တယ်ဆိုပြီးနေ့စဉ်နဲ့တိုက်လို့မရအောင်ဒါကနော်အဲ့တော့ buffer သုံးတဲ့အခါသတိထားရင်အရန်မတိုက်ရမကြခဏ buffer လုပ်ရင်နေပါနိုင်နှစ်ပတ်ချပို့ပြီးတော့အဆင်ပြေတယ်ဒါကိုဓာတ်ပုံရိုက်မယ်ပြီးရင် buffer အစ်စ်များ၄သက်ပါတဲ့ပေါ့၄တောက်လေးရှိတယ်ဆိုတာအဲ့၄တောက်ခက်ကအခုမသုံးတော့လို့မှအရင်က၄တောက်ကလေးရှိတယ်အဲ့၄တောက်မှလေအနုအကျန်းအဲ့လိုတွေပါ